ဟုတ်ကဲ့ပါအားလုံးတာလီဆော့ပါမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မနေ့ကနေပြီးတော့ကျွန်တော်တို့ကနေပြီးတော့မန္တလေးမြို့ကိုရောက်တာပေါ့နော်မန္တလေးမြို့ကိုရောက်ရှင်နေပြီးတော့ဒီမန္တလေးကနေပြီးတော့ဒီကျွန်တော်ရဲ့ဒီပရာဟိတအသင်းနဲ့နေပြီးတော့ကျွန်တော်80မိတာပေါ့နော်80မိတာနဲ့နေပြီးတော့ကျွန်တော်ဒီပရာဟိတအသင်းနဲ့နေပြီးတော့ကျွန်တော်တို့ပတ်ပြီးတော့ကျွန်တော်တို့ကနေပြီးတော့ဒီဟိုကစကန်တိုင်းကိုသွားတယ်ပြီးတဲ့ဒီစစ်ကူးမြို့နေပေါ့နော်ဒီဟိုပါပေါ့တော့အိမ်ထောင်စုတွေအများကြီးဆုံးသွားတယ်ကျွန်တော်တို့ကစိတ်တရားကြီးရွာကိုလေးသွားပါတယ်ပြီးရင်ကျွန်တော်တို့ကအဲ့ဒီအချိန်ကနေပြီးတော့ကျွန်တော်ကနေပြီးတော့လက်စင်5သိန်းလောက်ပဲလူတက်နေခဲ့တာပေါ့နော်ပြီးရင်အဲ့ဒီမှာနေပြီးတော့ဝန်သားစရာတဲ့ကောင်းလေးတစ်ခုကျွန်တော်စီကိုရောက်လာတာပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ဒီဒေါက်တာနီနီဆွေဥဆောင်တဲ့နေပြီးတော့ Better Life Group ကနေပြီးတော့ကျွန်တော်ဝင်နေပြီးတော့လူတက်နိုင်အောင်ဆိုပြီးတော့တိတ်တရားတီပါဝင်လူတက်ထားပါတယ်တိတ်တရားတီပါဝင်လူတက်ထားတာပေါ့နော်အဲ့ဒါကနေပြီးတော့ဒေါက်တာနီနီဆွေဥဆောင်တဲ့ Better Life Group ကနေပြီးတော့ကျွန်တော်ကိုတိတ်တရားတီလူတက်ထားပါတယ်ဒီတိတ်တရားတီကိုလေးနေပြီးတော့ကျွန်တော်ကိုယ်တိုင်တွားရောက်ပြီးတော့လူတက်ပေးမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်စီကို KP ကလေးနေပြီးတော့ငွေ900 1000 1000 2သိန်း 5သိန်းလူတက်ထားတဲ့သူတွေလည်းအများကြီးရှိတာပေါ့နော်ဒါကုန်နေပြီးတော့ကျွန်တော်တို့စုပြီးတော့အကုန်လုံးကျွန်တော်တို့ကိုယ်တိုင်နေပြီးတော့တကယ်လိုအပ်တဲ့နေရာကိုတွားပြီးတော့လေလူတက်ပေးမှာဖြစ်ပါတယ်ဒီလိုလူတက်ထားတဲ့နေပြီးတော့ဒီညီကောင်မောင်နှမတွေအလူရှိတွေအတွက်နေပြီးတော့အခုချစ်စွနေတဲ့သူတွေလည်းနေပြီးတော့တာတုအနုမောဒနာဝိုင်းပြီးတော့ခေါ်ဆိုနေတာပေါ့နော်ဟုတ်ကဲ့ပါအခုလိုလူတက်တဲ့သူတွေလည်းနေပြီးတော့အကုန်လုံးနေပြီးတော့ဒီအခက်အခဲကိုသူများကြော်လွှမ်းနေပြီးတော့လေသဘာဝဘေးရန်တွေအပေါင်းမှာကြော်လွှမ်းနိုင်ပါစေလို့ကျွန်တော်ဒီနေရာကနေပြီးတော့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်